อินโดนีเซียနိုင်ငံရဲ့ဗုဒ္ဓဘာသာသမိုင်းအကြောင်းလေးလဲပြောပြပါအောင်နဲ့အင်ဒိုနီးရှားနိုင်ငံကဖြစ်သွားတဲ့ကိစ္စကတော်တော်ချင်းနေဆိုးတယ်ဗျအဲ့ဒါကဘာလဲဆိုတော့1965ခုနှစ်မှာမနက်ခင်းပိုင်းမှာဗျမနက်အစောပိုင်းကာလမှာကျွန်တော်ဗုဒ္ဓဘာသာတွေကပုံမှန်အတိုင်းကိုဘုရားရှိခိုးတယ်မနက်အစောကြီးထားတယ်ဘုရားစာတွေရွတ်တယ်ဘုရားဆွမ်းတော်တွေကတ်တယ်အဲ့လိုလုပ်နေတဲ့အချိန်မှာဗျတန်ချောင်းခောက်တန်တွေကအင်ဒိုနီးရှားနိုင်ငံတနိုင်ငံလုံးမှာစူညံပြီးထွက်လာတယ်ပြီးတော့လူတစုရဲ့ဟစ်ကြွေးတန်တွေထွက်လာတယ်ဗျအဲ့ဒါဘာလဲဆိုတော့အလာရှင်မြတ်ကိုပူဇော်ပါဤအလာရှင်မြတ်ကိုကိုးကွယ်ပါဤဆိုတဲ့ကြွေးကြော်တန်တွေအကျယ်ကြီးထွက်လာပြီးတော့အစ္စလာမ်ဘာသာဝင်အများစုကလက်နက်ဒုတာလက်နက်တွေကိုယူပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရှိတဲ့အိမ်ထဲကိုဝင်ဇေဒီပတိုးဘုရားကျောင်းကနေတော့ဝင်ပြီးတော့ဇေဒီပတိုးတွေကိုပျက်စီးဗုဒ္ဓဘာသာအနွယ်ဝင်တွေကိုဖမ်းပြီးတော့လေဘင်းကိုဒါမျိုးတွေလုပ်တယ်တက်တော့ဖြတ်ချမှာကြောက်လို့ကျွန်တော်မပြောတော့ဘူးအဲ့လိုမျိုးလုပ်ပြီးတော့နောက်ဆုံးအရှင်ဖမ်းပြီးတဲ့သူတွေကိုမင်းတို့အစ္စလမ်ဘာသာထဲဝင်မလားဒါမှမဟုတ်လို့ရှိရင်မင်းတို့တွေအသေးခံမလားဆိုပြီးတော့သူတို့မေးတယ်အစ္စလမ်ဘာသာထဲမဝင်တဲ့လူတွေကိုတခါတည်းလုပ်တယ်ပြီးတော့ခလေးအငယ်တွေရှိနေတဲ့မိခင်တွေဘိုက်ကြီးတဲ့တွေအထူးသဖြင့်ဘိုက်ကြီးတဲ့တွေကိုလုပ်တယ်ယောက်ျားသားတွေဆိုလို့ရှိရင်မင်းတို့ငါတို့ဘာသာတွေဝင်မလားမဝင်ဒါလုပ်တယ်စံနေအောင်ကလေးငယ်တွေနဲ့မိန်းမပြိုတွေကိုအာဓမပြုတ်ပြီးခြင်းနဲ့အာဓမပြုတ်ခြင်းတာလဲကျွန်တော်ပြောမယ်ဘယ်လောက်ထိလူမဆန်လဲဆိုလို့ရှိရင်တယောက်ချင်းမဟုတ်ပဲနဲ့လူရှိသူရှိမှာအုပ်စုလိုက်ဝိုင်းပြီးအမဲဖြတ်သလိုမျိုးအာဓမပြုတ်ခြင်းခဲ့တာမျိုးလေကောင်ကိုခွေးသေးကောင်ပုတ်ကိုဆွဲသလိုဒရွတ်တိုက်ဆွဲခေါ်ပြီးတော့မျိုးလေကောင်မှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရရဆက်ဆက်သူတို့လုပ်ခဲ့တာဗုဒ္ဓဘာသာဝင်အမျိုးသမီးတောင်းကနန်းနဲ့ခြီလောက်အောင်သူတို့တွေအာဓမပြုခြင်းပြီးသူတို့တတ်တယ်ယောက်ျားသားတွေကိုတတ်တယ်တချို့ကြတော့ဗျာကြောက်ပြီးဘာသာတွေဝင်တယ်တချို့ကြတော့မဝင်ဘူးအဲ့လိုနီးနဲ့ကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံကိုသူတို့တွေသိမ်းယူခဲ့ကြတာစဉ်းစားကြည့်အခုပြောနေတဲ့သူတွေ UK မှာလည်းဗျာအခုဖြစ်နေတဲ့ကိစ္စတွေအားလုံးသိတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရခိုင်မှာဖြစ်နေတဲ့ကိစ္စတွေဒီကောင်တွေကလေလုံးဝနေရာပေးလို့မရဘူးနေရာပေးလိုက်လို့သူတို့လူဦးရေတောင်းလာပြီဆိုတော့ကျွန်တော်တို့အထက်ကနေဝါမျိုးတော့မှာအရင်ဆုံးလူဦးရေမှာသူတို့နေရာယူမယ်ပြီးရင်အုပ်ချုပ်ရေးပိုင်းမှာသူတို့နေရာယူမယ်နေရာရလာပြီဆိုတော့အခွင့်အရေးတွေတောင်းဆိုမယ်တောင်းဆိုပြီးကျွန်တော်တို့ဗုဒ္ဓဘာသာတွေအမြင့်ဖြတ်သူတို့ရှင်းလင်းတော့မှာအဓိကသူတို့ရဲ့ပြတ်မှတ်ဒီကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာအထွန်းကားတဲ့နိုင်ငံမြန်မာနိုင်ငံသူတို့တိတ်လို့ကျင်လားအဲ့တော့ဗုဒ္ဓဘာသာမှာမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးသတိပြုပါလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့အသတိပေးလိုက်တယ်နော်ပထမတော့တဲ့မပြောရဘူးလွတ်ပေးထားတာတဲ့တမိုင်းကြောင့်ကုန်တိတလူလိုနဲ့တဲ့ဘယ်လိုပြောနေလဲအစ္စလမ်နိုင်ငံဘယ်လိုပြောသလိုကြီးဖြစ်လာတယ်အဲ့ချိန်ရောဘယ်လိုရောမွေးပြီလားတဲ့သူပြောတဲ့အတိတ်ပဲဗျာကျွန်တော်ကပထမအရှိမပြောထားတဲ့ဗီဒီယိုထဲမှာကအစ္စလမ်ဘာသာဝင်တွေဒါတခြားဗုဒ္ဓဘာသာနိုင်ငံတွေဘလို့တွေလောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြောထားတဲ့နေရာမှာအဲ့ဒီသမိုင်းထောက်ထားတွေဖြစ်တဲ့အချိန်မှာကျွန်တော်မွေးပြီလားဆိုလို့သူကမေးကြတယ်အဲ့တော့ငါမင်းကိုမေးချင်တာကွာဖြစ်တဲ့အချိန်မှာရှိမှလက်ခံကြည်လားဒါဆိုလို့ရှိရင်မင်းတို့အလာရှင်မြတ်ကြီးမိုဟာမက်စီကိုလာတဲ့အချိန်မှာမင်းရှိလားမင်းမွေးပြီလားမင်းတွေ့လားမင်းတွေ့ပြီလားလို့တွေ့လိုက်လားမင်းတို့အစ္စလမ်ဥပဒေကျမ်းအစ္စလမ်ဘာသာရဲ့အကြောင်းမင်းတို့အလာရှင်မြတ်မင်းတို့မိုဟာမက်စီကိုလာပြောတာမင်းမြင်လိုက်လားဒါဆိုမမြင်မဲနဲ့မင်းဘာလို့အစ္စလမ်ဘာသာကိုးကွယ်ညီမလက်ခံကြီးဆိုလို့ရှိရင်မင်းတို့အစ္စလမ်ဘာသာဖြစ်လာတဲ့အကြောင်းတော့မရှိဘူးရှင်းလားငါ့မာဘာသာလို့ပြောနေတဲ့ကောင်တွေကိုလည်းငါသိအောင်တစ်ခုပြောပြလိုက်မယ်ဟဲ့အောင်ငါဘယ်အဖွဲ့အစည်းရမှမဟုတ်မာဘာသာဆိုတော့အမျိုးဘာသာသာသနာကိုထိမ့်သိမ်းဆောက်ရှောက်ရေးအမျိုးဘာသာသာသနာဆိုတဲ့နေရာမှာနိုင်ငံသားမှန်ရေးဒီနိုင်ငံဒီကိုးကွယ်နေတဲ့ဘာသာကိုစောင့်ရှောက်တဲ့သူတိုင်းဒီမာဘာသာပဲငါမှမဟုတ်ဘူးမင်းတို့အားလုံးလည်းမင်းတို့ဘာသာကိုစောင့်ရှောက်မင်းတို့လည်းအမျိုးဘာသာသာသနာစောင့်ရှောက်ရေးမာဘာသာပဲရှင်းတယ်တော့ငါပြောတာအဲ့တော့မြန်မာပြည်မှာလက်ရှိအုပ်ချုပ်နေတဲ့အစိုးရဗျာဒါမှမဟုတ်နောက်တက်လာမယ့်အစိုးရပဲဖြစ်ဖြစ်ပြီးတော့ကျွန်တော်တို့လက်ရှိနေတဲ့အုပ်ချုပ်ခံလူဒန်းစားတွေအားလုံးကိုကျွန်တော်တို့ခုပြောချင်တာဒီကောင်တွေကဗျာအခြေအနေကတော်တော်ဆိုးလာတဲ့အနေထားရောက်လာပြီအဲ့တော့သူတို့ကိုဗျာကျွန်တော်တို့ကဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဥပဒေတွေကျွန်တော်တို့ကန့်သတ်ရမယ်အခုရက်ကွက်တစ်ခုကိုကျွန်တော်တို့
တကောင်သိကြည့်လိုက်ဒီယောက်ကမှာအစ္စလမ်ဘာသာနဲ့ပတ်သက်တာအစ္စလမ်ဘာသာဝင်ဥယျာဉ်ဘယ်လောက်ရှိလဲမိသားစုအိမ်တော်စုဘယ်လောက်ရှိလဲဒီမျိုးနယ်အတွင်းမှာရှိနေတဲ့ဗလီအရေးအတွက်နဲ့အစ္စလမ်ဘာသာဝင်ဥယျာဉ်နဲ့ညီမျှလားသူတို့ဗလီတက်ဖို့အတွက်လုံလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဗလီထပ်ဆောက်ခွင့်ပေးတဲ့အကြောင်းမရှိဘူးရှင်းတယ်နော်ဒါသူတို့သာသနာပြုနည်းတစ်မျိုးပဲဗျာနောက်တစ်ခုဗျာသူတို့တွေကိုကျွန်တော်တို့ဘောဓဘာသာဝင်လိုပဲတလင်တမယားစနစ်ကိုကျင့်သုံးခိုင်းရမယ်ကျွန်တော်တို့နိုင်ငံမှာနေကျွန်တော်တို့တရားဥပဒေကိုလိုက်ကျင့်သုံးရမှာပဲနော်အထွတ်မတက်နဲ့ဗျာကျွန်တော်ပြောရှင်းရှင်းလေးမနေကြလို့ရှိရင်ခင်ဗျားတို့အစ္စလမ်ဘာသာတီးတန့်ရှိတဲ့နိုင်ငံကိုပြန်သွားလို့ရတယ်ဘယ်သူမှတားထားတာမဟုတ်ဘူးနော်ပြီးတော့ခလေးမွေးတဲ့ဥယျာဉ်ကိုလည်းကျွန်တော်တို့ကန့်တတ်ရမယ်သူတို့တွေဘလို့တခြားနိုင်ငံတွေကိုလှုပ်တယ်ဆိုတဲ့အကြောင်းတွေဗျာအားလုံးသိပြီးသားကျွန်တော်ပြောနေကြမလို့နော်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးသတိပြုသင့်ပြီလို့ကျွန်တော်တော့ထင်တယ်အခုရခိုင်မှာနော်ကျွန်တော်တို့ဒေသတွေဖြစ်မလာဘူးလို့ဗျာပြောလို့မရဘူးနော်အဲ့တော့ comment နဲ့ကောင်ငါပြောချင်တာလေးလာပြီးမှမင်းလည်းလာပြောနော်